တပ်ကြသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်ကကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီအချိန်ဟာစိတ်ဓာတ်ကိုဦးစားပေးဖို့လိုတဲ့အချိန်ဖြစ်ပါတယ်မိမိရဲ့စိတ်ထဲမှာဖြစ်စေခြင်းနဲ့အရာတွေမှန်သမျှတနည်းနည်းနဲ့ဖြစ်လာတတ်တဲ့သဘောရှိပါတယ်မိမိလိုချင်တာတွေအကုန်ရမယ်အချိန်မှာပဲစီးပွားရေးတွေလည်းတိုးတက်လာတတ်ပါတယ်ကိုမရောက်ဖူးတဲ့နေရာတွေကိုတွားရောက်ရတတ်ပါတယ်ဒါကြောင့်ကိုလိုချင်တဲ့ကိစ္စတွေပေါ်မှာအာယုံအပြည့်ထားရင်တော့အဲ့ဒီကိစ္စတနည်းနည်းနဲ့ပြည့်စုံလာပါလိမ့်မယ်ဒီကာလမှာမိမိကိုယ်တိုင်ဟိုဟာလောက်ရကောင်းနိုးဒီဟာလောက်ရကောင်းနိုးနဲ့ချိန်ကုန်နေတတ်ပါတယ်ငွေဝင်လာလို့ရှိရင်လည်းကုန်စရာတွေကတန်းစီနေတတ်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ငွေဝင်လာရင်လိုအပ်တဲ့နေရာမှာသုံးပြတာလိုအပ်ယုံကြည်ရတဲ့သူထံမှာအနံ့ထားတာတွေပြုလို့သင့်ပါတယ်ခင်ဗျာဒီပေါက်လို့ရှိရင်တော့ဒီကာလမှာအင်္ဂါတူရုပ်တရက်ကျမ်းမာရင်ညံ့သွားတတ်ပါတယ်ဒါကြောင့်ဒီမထိုးသင့်သေးပါဘူးပစ္စည်းတွေထုတ်ဝဲရောင်းချပြီးတော့မှလုပ်ငန်းတဲ့လုပ်လို့စိတ်ပေါ်နေတတ်ပါတယ်အဲဒါလိုလုပ်လို့ရှိရင်တော့ဒုက္ခရောက်တတ်ပါတယ်အရင်တည်းကအပဲ့ပါသွားတတ်ပါတယ်ဆရာတို့ဘိုးတော်တို့တွေလည်းမိမိအိမ်ကိုရောက်ရှိလာတတ်ပါတယ်စိန်ဆက်စတဲ့ပစ္စည်းမျိုးတွေထူးထူးခြားခြားဝင်လာပါလိမ့်မယ်ငွေကိုအလင်ခံရတာမျိုးတွေကြုံရတတ်ပါတယ်ချစ်ခင်မရတဲ့သူချစ်သူကြောင့်ဒုက္ခတွေ့တတ်တဲ့ကာလဖြစ်ပါတယ်အလောက်ကင်သက်တွေပေါ်မယ်အလောက်သက်ကိုပြောင်းညင်စိတ်တွေလည်းပေါ်ပေါက်နေတတ်ပါတယ်မိမိအိမ်မှာဆွဲထားတဲ့နတ်အုံးသီးရှိရင်တော့ကြော်ဝဲအုံစတာတွေကနေအဆူပေါက်တာတွေကြုံရတတ်ပါတယ်ခင်ဗျာလူမျိုးကြားအောက်လက်ငယ်သားတွေအကျိုးပြုပါလိမ့်မယ်အပူတော့ကနဲ့ရှင်းပြီးတော့မှခရီးသွားတတ်ပါတယ်သမီးရှိလို့ရှိရင်နည်းနည်းသတိပြုပါအိမ်ငါထွက်သွားတာမျိုးကျမကြီးညံ့တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာကိုပိုင်နဲ့ရွှေတဲ့ပစ္စည်းတွေထွက်တတ်ပါတယ်ကိုယ်တိုင်လည်းခြေလက်စတာတွေမှာမြက်သွားတာနာသွားတာမျိုးတွေကြုံရတတ်ပါတယ်ကံကောင်းတဲ့အယောင်ကတော့အနီရောင်ဖြစ်ပါတယ်ကံကောင်းတဲ့ကဏ္ဍကတော့တက်ကဏ္ဍသုံးကဏ္ဍဖြစ်ပါတယ်ခင်ဗျာကံကတာအញ្ញံခိုက်များပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တနင်္ဂနွေနေ့မနေ့စောစောမှာအိမ်ဖျားမှာအုံစွန်းသုံးပကံကတ်လူပူတော်ပြီးတော့ဆုတောင်းရပါတယ်ခင်ဗျာ